တော်ရုံလူမလုံနိုင်တဲ့အလူတခုနဲ့ငလင်တန်ပြည်သူတွေကိုကူညီမေဖက်တီမှာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီစပေး X ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဖျားပြင်းနေငလင်တန်ကြောင့်တနိုင်ငံလုံးစိတ်ဒုက္ခရောက်နေချိန်မှာကျမတို့ပေလေးကနေပုံမှန်တင်ဆက်နေကြဆယ်လီသတင်းတွေကိုရှင်းနာထားခဲ့ပြီးငလင်နဲ့ပတ်သက်တာလေးတွေကိုပဲတင်ဆက်ပေးနေကြတာဖြစ်ပါတယ်မန်လာ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ငလင်ဘေးဆိုးကြီးရဲ့ဖြစ်ရပ်တွေကိုပရိသတ်တွေအားလုံးသိကြမှာပါစကိုင်းမန်လီနေပြီးတော့တောင်ကြီးတောင်ကူနဲ့နေရာတော်တော်များများမြန်မာနိုင်ငံရဲ့ထင်ရဘာသာရေးစာအုပ်တွေလန်ဒတာတွေနဲ့နေအိမ်စာအုပ်တွေပြိုကျပျက်စီးခဲ့ရပါတယ်။စေဒီပထိုးတွေဖုံးတော်ကြီးကျောင်းတွေပက်လီတွေနဲ့ပြည်သူတွေရဲ့နေအိမ်တွေတော်တော်များပျက်စီးခဲ့ပြီးတော့တိတ်ဆုံးသူတရားရသူပျောက်ဆုံးနေသူတွေအများပြားရှိခဲ့တဲ့ပြင်လက်ရှိချိန်တွေကယ်ဆယ်ရေးလုပ်ငန်းတွေလည်းလှုပ်ဆောင်နေကြဆဲပါ။မြန်မာနိုင်ငံကကယ်ဆယ်ရေးဖွဲ့တွေနိုင်ငံတကာအကူအညီကယ်ဆယ်ရေးဖွဲ့တွေနဲ့တူစေတနာဝန်ထမ်းကယ်ဆယ်ရေးတွေဟာလည်းပင်ပန်းစူးစမ်းကယ်ဆယ်ရေးလုပ်နေကြပါတယ်။တယောက်တက်လက်ဝိုင်းကူကြတဲ့မြန်မာပြည်သူတွေစေတနာရှင်တွေစေတနာဝန်ထမ်းတွေနိုင်ငံကျော်နုပညာရှင်တွေဆယ်လီတွေပြင်အနေနဲ့ရဲကပြည်သူတွေဟာငွေကြေးလူဒန်းမှုတွေသားမကတက်နိုင်တဲ့ဘက်တွေပါကပါဝင်ဆောင်ရွက်နေကြတာပါတံမြသီးတုံနေပြည်သူတွေတတိထားမိကြတဲ့အချစ်မောင်းတွေဖက်တီမာကလည်းငလင်ပေးတန်တင်ပြည်သူတွေအတွက်ငွေကြေးလူဒန်းဖို့လှုပ်ဆောင်နေကြောင်းသိရပါတယ်ဖက်တီမာချစ်မောင်းတော့ကြောင့်နိုင်ငံတလွားတော်တော်နမဲကြီးသွားခဲ့ပြီးဆယ်လီတူဖြစ်သွားခဲ့ရတယ်လို့ဈေးတွေရှမ်းရောင်းကောင်းခဲ့တဲ့ဖက်တီမာကတော့ဥပိန်တရာနီမှာတံမြသီးတုံရောင်းချနေသူပါအရန်စားကောင်းတဲ့ပြင်စေတနာပါပါရောင်းချနေသူဖြစ်တာကြောင့်ချစ်ချစ်တို့စီကားပြီးတော့လူဒန်းရှိကြီးဖြစ်တဲ့အထိသူမရဲ့တံမြသီးတုံကရောင်းကောင်းနေကြတာပါကြပေမဲ့တင်မကြခင်ကာလတုန်းကသူမရဲ့တံမြသီးတုံဆိုင်လေးကို CB နဲ့ FDA တွေဝင်စစ်ပြီးတော့တန်ရှင်းမှုမရှိလို့ဈေးအောင်ချောက်ခွင့်ပေးခံခဲ့ရပါတယ်သူမရောင်းချနေကြနေရာမှာရောသူမရဲ့အိမ်မှာမြောင်းချရဖို့ဆိုပြီးပိတ်ပင်ခဲ့လို့ဆိုရှယ်မီဒီယာမှာပရိသတ်တွေကတာဝန်ရှိသူတွေကိုဝေဖန်ပြစ်တင်ခဲ့ကြတာပါဖတ်တီမာကတော့တွေ့ကြုံလာသမျှကိုပြုံးလေးရင်ဆိုင်ရင်ဘသူကမှပြစ်မတင်မီသူမစူးစမ်းနေကြောင်းသာပြောပြပေးခဲ့ပါတယ်ငလင်လောက်တဲ့နေ့မှာလေသူမပုံမှန်ရောင်းချနေကြနေရကငလင်တဲ့ကြောင့်ပြိုကျပျက်စီးမှုတွေဖြစ်ခဲ့တာပါဒါပေမဲ့ဇီအောင်ခွင့်ပိတ်ခံထားရတာကြောင့်သူမရောသူမဆိုင်မှာလာဝင်လေးရှိတဲ့သူတွေပါအဲ့ဒီအန်ဒီရဲ့ကိုလွတ်ခဲ့ရတာပါအခုချိန်မှာဖတ်တီမာကသူမဇေယောင်းပြီးတော့ရရှိတဲ့ငွေတွေဖြစ်တယ်လို့မွေးဖွားဖို့အတွက်ပါစုဆောင်းထားတဲ့ငွေတွေကိုငလီနဲ့ကြောင့်ဒုက္ခရောက်ကြရပြီးပြည်သူတွေကိုလူဒန်းသွားမယ်ဆိုပြီးတော့ပြပြလာခဲ့ပါတယ်။ဇေယောင်းရသမျှငွေတွေကအကျွေးဆက်တင်တာတွေဆက်ပြီးတော့မွေးဖွားဖို့စုဆောင်းထားတဲ့ငွေတွေကိုထုတ်ပြပြီးလူဒန်းတော့မယ်ဆိုတာပြပြခဲ့တာဖြစ်ပါတယ်။လူချမ်းသာတအုပ်မဟုတ်ပဲနေကိုရိုင်းကစီဝါရေးဆင်ပြေဖို့အချက်မောင်းရောက်ပြီးတော့တန်မွေးနေရပေမယ့်စုဆောင်းထားတာကိုခုလိုလူဒန်းသွားမယ်ဆိုတာကြောင့်ပရိသတ်တွေကဝမ်းမြောက်ဝမ်းသာတာတို့ခေါ်ဆူတောင်းပေးနေကြပါတယ်။သူမလူဒန်းမဲ့ငွေတွေကကိုဝင်ကြီးနဲ့ချင်မောင်းရှောင်းရင်စူးစမ်းစုဆောင်းထားတဲ့ငွေတွေဖြစ်ပါတယ်။ဒါပြင်ဒီငွေတွေဟာသူမရဲ့ရှင်သွေးလေးမွေးဖွားဖို့အတွက်စုထားတဲ့ငွေတွေလည်းဖြစ်နေပါသေးတယ်။ကိုရိုင်းကလူချမ်းသာတတိတယောက်မဟုတ်ပေမဲ့အဆဆရရခက်ခဲလို့နဲ့ဒီခေတ်ကြီးမှာအခုလိုစုထားသမျှငွေတွေကိုလူဒန်းမဲ့ဆိုတာကိုဖတ်တီမာအပေါ်မှာအားလုံးကချီကျူးဂုဏ်ပြုရင်းနဲ့ဂီယူဆိုင်ဖို့စုတောင်းပေးနေကြပါတယ်။ဖတ်တီမာကတော့သူစုထားတဲ့ငွေတွေကိုစီးရုံနဲ့ဖုန်ကြီးကျောင်းတွေနဲ့လိုအပ်တဲ့နေရာတွေမှာတက်နိုင်သလောက်လှူသွားမယ်လို့ပြောသွားခဲ့ပါတယ်။ဒါပြင်သူမအနေနဲ့ဈေးပြင်အောင်လို့ရှာပြီးဖြစ်ကြောင်းနဲ့အခြေအနေတွေတည်ငြိမ်သွားရင်ဈေးပြင်အောင်မှာဖြစ်တယ်လို့ပြောပြသွားခဲ့တာဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးကတော့တော်ရလူမလုံနိုင်တဲ့အလှတစ်ခုကိုလှုပ်ဆောင်မဲ့ဖတ်တီမော့ပေါ်မှာပြောချင်တာလေးတွေပြောခဲ့ပေးပါဦးရှင်။လက်ရှိကြုံနေကြတဲ့ငလင်ဘေးအန္တရာယ်နဲ့ပတ်သက်တဲ့အကြောင်းအရာနဲ့အဖြစ်အပျက်လေးတွေကိုလည်းအခုကာလအတွင်းမှာတင်ဆက်ပေးသွားပါမယ်။ပရိသတ်များအားလုံးဂရုစိုက်ကြပါရှင်။မြန်မာပြည်သူအပေါင်းအန္တရာယ်အားလုံးမှကင်းရှင်းကြပါစေရှင်။